အားလုံးပဲမင်္ဂလာပါကျွန်တော်အရင်တော့ video file လေးရိုက်ပြီးမယ်နဲ့ရိုက်မပေးဖြစ်တဲ့အတွက်တောင်းပန်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ရုပ်တရက်တိလဲရတာလေးပေါ့နော်အဲ့ဒါလေးကဘာလေးလဲဆိုတော့ကြတော့ကျွန်တော်တို့ဒီကျွန်တော်တို့အခု F2 ပေါ့နော် F2 ကနေပြီး F5 တော့ပြင်နေတဲ့အချိန်မှာ green cap ပြင်နေတဲ့အချိန်မှာအခုဒီကိုရီးယားနိုင်ငံရဲ့ဘယ်လိုပြောမလို့ဆိုတော့ကျွန်တော်တို့အမြဲတမ်းတီးတက်လောက်တီးထားတော့လေအကျဉ်စိုးကြီးပေါ့နော်ကိုရီးယားနိုင်ငံရဲ့အကျဉ်ရုပ်တဲ့ပုံစံကြီးပေါ်လာပြောင်းမယ်အရင်တော့ဒီကိုရီးယားနိုင်ငံရဲ့ဟန်ကျောင်းဆိုင်နဲ့ပေါင်းပြီးတော့ကြတော့ဒီဗီဇာရဲ့အစဉ်စဉ်ပြောင်းနေပြောင်းပြီးလို့ရှိရင်အမှပြင်သူတို့နိုင်ငံမှာပညာရေးအတွက်ကကျောင်းတက်တဲ့လူကျောင်းသားအရန်နဲလာတယ်မရှိသလောက်ဖြစ်လာတယ်ဆိုတော့ကြတော့ကျောင်းနေတက်အောင်လို့သူတို့ကမဲဆွဲတယ်ပေါ့နော်ဘလုံးဆိုတော့ okay ဒီနိုင်ငံမှာဘွဲရလို့ရှိရင်ကျွန်တော် GN9 တွေကိုတဝက် short ပေးမယ်အဲ့လိုပုံစံမျိုးနဲ့လုပ်ပြီးသွားတော့ကြတော့အကုန်လုံးဒီကျောင်းနေတက်ကြတယ်ဟုတ်တယ်မလားကျောင်းနေတက်ကြရင်နေပြီးတော့ကျွန်တော်လည်းကျိုးတော့ပြင်ခဲ့တာပဲဒါပေမဲ့ကျွန်တော်တို့ဘွဲရခါနီလေးနဲ့ကွက်တိချိန်ပြီးတော့ကြတော့အဆင်ပြေမဲ့ချိန်မှာသူတို့ကဒီ၄လပိုင်းနေမှာပေါ့နော်၄လပိုင်းဒီရောက်တဲ့ဟုတ်တယ်၄လပိုင်းနဲ့မှာဥပဒေထုတ်ပြန်လိုက်တယ်2025၄လပိုင်းဘာထုတ်ပြန်လဲဆိုတော့ကြတော့ဘွဲရပြီးတာနဲ့ဒီ GN9 မိလဲပဲတန်းပြီးပြောင်းလို့မရတော့ဘူးဖြစ်သွားတယ်ဘာလဲဆိုတော့ကြတော့ဘွဲရပြီးရင်တောင်မှပဲ GN9 မိတောင်မှပဲဘွဲရပြီးတော့3နှစ်တိဒီ3ဘွဲရပြီးရင်ကိုဆက်ပြီးတော့3နှစ်လုံးမှသာလင်ပြောင်းဝင်ပေးမယ်လို့သူတို့ကထုတ်ပြန်လိုက်တယ်ပေါ့နော်ထုတ်ပြန်တယ်ဆိုတော့ပြင်ထားတယ်ပေါ့နော်ပြင်လိုက်တော့ကြတော့ဘာဖြစ်သွားလဲဆိုတော့ဥပမာကျွန်တော်ကဒီချိန်နေဒီကာလနဲ့အနေထားနဲ့မလို့ကျွန်တော်အနေနဲ့ခုနပြောလို့သိန်းငါ490သိန်း900ပေါ့နော်သိန်း900နီးပါးတော့ကျွန်တော်ကအခုလားစားတော့အဆင်ပြေတယ်ဒါပေမဲ့နောက်2နှစ်3နှစ်နေတဲ့ခါကျရင်ဒီ GN9 ကလည်းမြင့်သွားမှာမြင့်တော့ကျွန်တော်အဲ့ချိန်ဒီမှာရောဒီလောက်လားစားရနိုင်မှာအောင်မလားတခုပေါ့နော်အဲ့တော့ဒီဘွဲကြီးကပါလဲသူတို့နိုင်ငံမှာဒီကျောင်းနေလဲပတ်ဖို့ရေးပြင်သူတို့နိုင်ငံအတွက်ဘယ်လိုပဲဖြစ်ဖြစ်ဒီကျောင်းသားတွေကျွန်တော်ရရှာထားတဲ့ပတ်သက်တွေကျွန်တော်ပတ်သက်တွေကိုဒီပညာရေးမှာလဲသုံးရမယ်ဒီနိုင်ငံမှာအထူးသဖြင့်ကိုရှာတဲ့ပတ်သက်ကိုသုံးသွားဆိုတဲ့ပုံစံမျိုးကြီးပေါ့နော်ကျွန်တော်တို့အဲ့လိုမြင်လိုက်တယ်ဆိုတော့ကြတော့စိတ်တော့မကောင်းဘူးပေါ့နော်အဲ့တော့ဘွဲရကနီလေးမှာနောက်နှစ်2လပိုင်းကျွန်တော်တို့နောက်နှစ်2လပိုင်း28မှာဘွဲ2လပိုင်းလောက်မှာဘွဲရမယ်လို့အခြေအနေရှိနေတာပေါ့လေအဲ့ဒီအချိန်မှာလို့ဖြတ်လုပ်လိုက်တော့ကြာကျွန်တော်တို့အတွက်နည်းနည်းလေးပေါ့နော်ပြီးရင်နောက်တစ်ခုကဒီ E7 နေဆိုလဲတူတူပဲ E7 နေအနေနဲ့ခွင့်ပြီးတော့ဗာလဲဘာသူတို့စလုပ်ပြလိုက်လဲဆိုလို့ချင်းအိမ်အောင်တွေအနေနဲ့အမျိုးသမီးတွေသားသမီးတွေခေါ်ခွင့်ပေးတယ်ဆိုလုပ်လိုက်တယ်ဆိုတော့ကြတော့အမျိုးသမီးတွေသားသမီးတွေခေါ်တိုင်းလို့ရှိရင်သူတို့ဒီမှာအသုံးစရိတ်တွေရှိမယ်သားသမီးတွေဆိုရင်ပညာရေးတွေရှိမယ်ဆိုတော့ကြတော့ကိုရှာတဲ့ပတ်ဆက်ကိုကုံဖြုံးဆိုတဲ့သဘောလုပ်လိုက်တယ်ပြီးတော့သူတို့တွေနဲ့ up to date ပါရေးသွားပြီးတော့အစင်စင်သူတို့လည်းမျှော်မှန်းကြမှာပေါ့နော်ဟောငါ up to ကြလို့ရှိရင်တော့ငါအမျိုးသမီးလည်းအလုပ်လုပ်ရတဲ့အဆင်တွေပါညာတွေးပြီးမယ်လို့ up to ပြောင်းမဲ့အဆင်ရောက်ခါနေလူတွေက80%လောက်ရှိတယ်အဲ့ဒီအချိန်မှာဘာထုတ်ပြန်လိုက်လဲဆိုလို့ရှိရင်နှစ်ဦးပေါင်းဖြစ်တဲ့အတွက်ကြောင့်မလို့အခုလက်ရှိပေါ့နော်လက်ရှိ GN9 ရဆို3600ကျော်လောက်မှပြောင်းလို့ရမယ်ဆိုတာကြီးထုတ်ပြန်လိုက်တယ်ပေါ့နော်ဆိုတော့ကြတော့ဒါကြီးကလုံးဝမဖြစ်နိုင်တဲ့ဟာလုံးဝမျောလင်းချက်ကိုတစ်ခါရိုက်ချိုးပလိုက်တဲ့ပုံစံအဲ့လိုမျိုးပေါ့နော်သူကနည်းနည်းလေးလမ်းပြောလွန်ပြီးရင်တစ်ခါကျောင်းသူကျောင်းသားဒီတိုင်း D4 တွေပါရဆိုလို့ရှိရင်လည်းပဲ D2 တွေဆိုရင်လည်းပဲလာဆိုလို့ရှိရင်ဘလို့ကျောင်းသူကျောင်းသားတွေသူနိုင်ငံလာကျောင်းတက်ဖို့အတွက်ဘလို့မဲဆွဲခဲ့လဲဆိုလို့ရှိရင်ဒီ F2R ဆိုတဲ့ဗီဇာတွေပေါ့နော်ဘွဲရတာနဲ့တန်းပြီးတော့အခွင့်အလမ်းတွေရှိပါတယ်ဆိုပြီးသူတို့ရဲ့ marketing ထပ်ပြောရမှာပေါ့နော်လုပ်လိုက်တယ်တကယ်တိုင်းရောက်လာတော့အဲ့ဒီဥစ္စာဝန်ဆောင်မှုအပြည့်အဝလုပ်နိုင်လားဆိုတော့မပေးနိုင်ဘူးမရှိဘူးကျောင်းသူကျောင်းသားတွေဘွဲရပြီးဒီမှာတောင်းတင်နေကြတာအများကြီးပါဆိုတော့ကြတော့ကိုရီးယားနိုင်ငံလေးတော်တော်လေးညံခေါင်းတယ်လို့ပြောရမယ်နော်တော်တော်လေးလဲတယ်ဒီနိုင်ငံသားတွေစီကနေပြီးတော့ဘလိုမျိုးပတ်သက်တွေရအောင်လုံးမလဲသူတို့နိုင်ငံဘလိုလဲပတ်အောင်လုံးမလဲဆိုတဲ့ပုံစံမျိုးဟိုညံသုံးပြီးတော့လှုပ်သွားတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်တော်တော်လေးကိုပဲလီစားစားကောင်းတယ်ဒါပေမဲ့အခုကျွန်တော်တို့ဒီ email ကြောင့်ချင်းနဲ့ပတ်သက်ပြီးတော့ကြတော့ဒီလွတ်တော်မှာလုံးနေရပေါ့နော်အဲ့ဒီဥစ္စာတကယ်လို့ဘယ်လိုပြောမလဲအကောင့်တွေပေါ်နိုင်ခဲ့တဲ့ဆိုရင်တောင်မှပဲအဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုမျိုးကောင်းကျိုးဆိုးကျိုးတွေရှိမလဲဆိုတာကတော့မသိသေးဘူးပေါ့နော်လက်ရှိအနေထားကတော့ဒီတရားရေးဝန်ကြီးဌာနကဂိုင်းထားတယ်ပြီးရင်လုံနေတဲ့ဟာတွေမှာတော့တော်တော်လေးကိုပဲအစင်မပြေတာရှိတယ်ပေါ့နော်ပြီးရင်ကျွန်တော်page ကြောင်းနဲ့မြန်မာ community page မှာလည်းတင်ထားရရှိရပေါ့နော်ဟိုအကြမ်းမြင့်ပေါ့နော်ဒါကျွန်တော်အကြမ်းမြင့်လေးပဲတွက်ထားတာတော့မှပဲဒီကို
ကိုရီးယားလို့ဆိုတော့ EJO ပေါ့နော် EJO ထိကိုပဲကြော်တဲ့ပမာဏတွေသူတို့မှာဝင်ငွေရှိတယ်နှစ်စဉ်ရှိပြီအဲ့ပမာဏတွေနဲ့သူတို့ဒါနိုင်ငံသားတွေစီရနော်ပြီးရင်နောက်တစ်ခုကကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့တန်ယုံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းပဲတစ်နှစ်လုံးအနေနဲ့ဆိုရင်ဗီဇာတွေကိုရှောက်တယ်တန်ယုံစီထုတယ်ပြီးရင် reject တွေထိတယ်ပြီးရင်တစ်ခါပြန်ရှောက်တယ်ပြန်နေဒီပတ်ဆက်တွေကတည်ရမလို့သူတို့မှအများကြီးပဲဒါပေမဲ့ဝန်ဆောင်မှုပေးနိုင်လားဆိုသူတို့မှမပေးနိုင်ဘူးဒါပေမဲ့ပတ်ဆက်တွေကတော့အများကြီးပေါ့နော်ဝင်နေတယ်ပေါ့နော်ဆိုတော့ကြောင့်သူကဒီနိုင်ငံသားတွေစီကနေပြီးတော့တန်ယုံနေရစားပြီးတော့ဝင်လာတယ်ဒီနိုင်ငံရောက်ပြီးတော့လည်းဝင်တယ်ဝင်ပြီးတော့ကြာတော့အဲ့လိုပုံစံမျိုးနဲ့သူတို့က marketing ကို share ကြီးကိုပဲသုံးသွားတယ်ပြီးလို့ရှိရင်တကဘာလုံးမှာတော့သူတို့ကတော့နိုင်ငံသားတွေအတွက်အခွင့်အလမ်းတွေအနေနဲ့ဗီဇာမျိုးစားပေါင်းဘလောက်သူတို့ဖန်တီးပေးထားတယ်ဘလို့အခွင့်အလမ်းတွေဆိုပြီးတော့ပြောတယ်ဒါပေမဲ့လက်တွေ့မှာတော့ဟိုဒီမှာရှိနေတဲ့လူတွေတီးလိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်ပြောတာမှားလားမမှန်လားဆိုတာလေပြီးလောက်တင်ရဖြစ်တယ်ကျွန်တော်ကတော့အဲ့ဒီကိစ္စတွေဒီမှာလဲပြောတယ်ပေါ့နော်သူတို့နေလည်းပြောတယ်တိုက်ခံကျွန်တော်ဆိုရင်ကျွန်တော်ပတ်ဝန်းကျင်ကိုရီးယားအတိုင်းဝိုင်းနေဆိုရင်ကျွန်တော်ဘယ်လိုတောင်တားလဲဆိုတော့နိုင်အောင်မင်း green card အရင်ရအောင်လို့ green card ရပြီးမှဒါတွေကိုထပ်ပြီးတော့ဆောအဲ့လိုမျိုးတီကိုပြောဘာလို့ဆိုတော့မင်းအနေနဲ့ green card ရအောင်အရင်လို့ green card မရခင်တီကိုအဲ့လူတွေနဲ့တွားပြီးတော့အတိုက်ခံရမ်းမလုံးနဲ့အဲ့လိုမျိုးပေါ့နော်သူတို့တွေရဲ့မာနာသူတို့တွေရဲ့ဘာညာရှိတယ်ပေါ့နော်သူတို့အဲ့ဒါတွေသူကမကောင်းဘူးဆိုပြီးတော့လဲသူတို့ကတတိပေးတာတွေလည်းရှိတယ်တိုးတော့ဟိုကျွန်တော်ကလည်းရောက်လေရပါတော့ပြောရင်းဆိုရင်လည်းမနဲ့တရက်မဟုတ်တော့ဆိုကျွန်တော်ငြိမ်မကန်တတ်တော့လေဒါရက်တော့ဒီမရှိဆိုပြီးတော့ပြန်ပြောလိပြောတာရှိတော့ကြသူတို့ရလူတားတာတွေတော့ရှိတယ်ပေါ့နော်ဆိုတော့အကုန်လုံးလဲတိတော့တိတယ်ဒါပေမဲ့လက်ရှိအဲ့လိုလေးဖြစ်တယ်ပေါ့နော်အဲ့တော့အခုလက်ရှိဒီပေါ့နော်ကျွန်တော်အလုံးလုံးရင်းနဲ့အကြောင်းတက်နေတဲ့ပညာတက်နေတဲ့လူတွေအနေနဲ့တော့နည်းနည်းပေါ့နော်နောက်ထပ်ဟိုတော်တော်ကြီးပါဖြစ်မှာဆိုတော့ကြတော့ကျွန်တော်အနှစ်ချုပ်အနေနဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုရီးယားနိုင်ငံမှာရေရှည်နေပြီးတော့ဘလို့ဆိုတဲ့ပုံလံမျိုးကိုစဉ်းစားနေတာထက်ဒီနိုင်ငံမှာရတဲ့လောက်ပတ်ဆက်ကိုပဲရှာပြီးတော့အဲ့ဒီပတ်ဆက်ကိုတခြားနိုင်ငံမှာအရင်ကြီးလောက်တာဖြစ်တယ်ဒါမှမဟုတ်ကိုယ်နိုင်ငံမှာပဲအရင်ကြီးလောက်တာဖြစ်စေပေါ့နော်အဲ့လိုမျိုး target မျိုးကိုပြောင်းထားတာကရောပို့ပြီးတော့မကောင်းဘူးလားဆိုတဲ့အမြင်လေးမြင်လာလို့ကျွန်တော်ဒီဟာလေးကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ကြတော့ကျွန်တော်လည်းပထမတော့ဒီနိုင်ငံမှာ FI ရလို့ရှိရင်တော့ဘယ်လိုပဲဖြစ်စီးပွားရေးပိုင်းလွတ်လွတ်လပ်လပ်လုပ်လို့ရဖြစ်တဲ့အတွက်အဲ့ဒီပန်းနိုင်ကိုသွားမလားဆိုပြီးတော့စူးစမ်းကြည့်တယ်ဒါပေမဲ့လို့သူတို့ကလည်းတနိုင်တလောက်အဆုံးထိကိုပဲရုံမာတယ်လို့ပြောမှာပေါ့နော်ကျွန်တော်တို့ကစကားပုံမှန်လေးပြောတော့ရုံမာတယ်သူကဖြစ်တယ်ပလန်ကို share ကိုပဲသူတို့ကပြင်ဆင်ပြီးလုပ်နေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုလို့မိသားစုတွေခေါ်တာဘာညာရေးဆိုလည်းပဲမခွန်လဲလို့တော့မပြောဘူးပေါ့နော်ကျွန်တော်ခွဲနေကြတာဆိုတော့လေဒါပေမဲ့လို့ကိုချတဲ့ပတ်ဆက်ကိုအဲ့လိုမျိုးကြီးဂုံပြီးတော့ဒီနိုင်ငံကြီးမှာဖြစ်တဲ့ဒီနိုင်ငံရဲ့သူတို့ရဲ့ပန်းနိုင်ကိုရောက်တယ်လို့ဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်တို့ကတနိုင်တလောက်ပတ်ဆက်ကိုစုမယ်တနိုင်တလောက်တခြားဌာနတခြား data တွေပေါ့နော်အဲ့လိုမျိုးပတ်ဒီမှာလုပ်လို့ရတဲ့လမ်းကြောင်းတွေပတ်မှာကျွန်တော်တို့ပြီးရင်ဒီနိုင်ငံမှာရှားထားတဲ့ပတ်ဆက်နဲ့တခြားနိုင်ငံမှာကိုက business ပုံစံမျိုးနဲ့နေထိုင်လို့ရတဲ့နိုင်ငံတွေရှိလား business ပုံစံမျိုးနဲ့ရပ်တည်လို့ရတဲ့နိုင်ငံတွေရှိလားဆိုတာလေးလည်းပဲကြိုစဉ်းစားရလဲကောင်းမယ်လို့မြင်နေပေါ့နော်ဒီမှာကတော့တည်တဲ့အတိုင်းပဲဆိုတော့လေဒါကျွန်တော်ရဲ့အမြင်လေးပါကျွန်တော်ပတ်ဝန်းကျင်မှာလူတယောက်နဲ့တယောက်ကမနေပဲချင်းနေမတူတော့ကြတော့လေအတွေ့အမြင်တွေလည်းတူချင်မှတူပါလိမ့်မယ်တိုးတော့ကျွန်တော်အနေနဲ့ဒီလိုမြင်လေးကိုအရင်မျှဝေလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ပြောထားတဲ့အတိုင်းပဲနောက်နေ့တည်းကစပြီးတော့ကြတော့ဒီလိုမျိုးလေးပဲရိုက်ထားတာလေးရှိရပါတော့ကျွန်တော်ရဲ့ဒီဗီဇာဆင်းစစ်ဖြတ်တန်းလာခဲ့တဲ့ပုံစံလေးတွေကိုလည်းပဲမျှဝေပြီးသွားပါမယ်လို့ဟုတ်ကဲ့ပါ